မြန်မာစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲကိုမထောက်ခံဘူးလို့အာဆီယံဥက္ကဋ္ဌတစ်ဖိလစ်ပိုင်နိုင်ငံသားရဲ့ဝန်ကြီးကပါတရားဝင်ထုတ်ပေါ်ပြောဆိုလာပြီးစစ်တပ်ကိုစန့်ကျင်တဲ့အဖွဲ့တွေနဲ့ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ Reuters သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ဒါဟာပြီးခဲ့တဲ့ဇန်နဝါရီလ20ရက်နေ့ကပဲမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုအာဆီယံကအတိမတ်မပြုဘူးလို့ထပ်မံပြောကြားပြီးတဲ့နောက်မှာအခုတခါလက်ရှိအာဆီယံဥက္ကဋ္ဌအသစ်ဖိလစ်ပိုင်နိုင်ငံသားရဲ့ဝန်ကြီးထရီဇာလာဇရိုကပါမြန်မာစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲကိုမထောက်ခံဘူးလို့အတိအလင်းပြောဆိုလာတာဖြစ်ပါတယ်။ဒါကိုရိုက်တာသတင်းမှာဖော်ပြချက်အရလက်ရှိအာဆီယံဥက္ကဋ္ဌတဲ့ဖိလစ်ပိုင်နိုင်ငံသားဝန်ကြီးထရီဇာလာဇရိုကနေလက်ရှိမြန်မာစစ်တပ်ကလုပ်နေတဲ့ရွေးကောက်ပွဲကိုသူ့အနေနဲ့လုံးဝမထောက်ခံတဲ့အပြင်ဖိလစ်ပိုင်နိုင်ငံအနေနဲ့ဆိုရင်လည်းမထောက်ခံဘူးလို့တရားဝင်ပြောဆိုထားတာဖြစ်ပါတယ်။တစ်ဖက်မှာတော့အကြမ်းဖက်စစ်တပ်ကသူတို့ရဲ့နိုင်ငံလုံးသွန်းချုပ်နိုင်မှုမရှိတဲ့သူ့ရဲ့ရွေးကောက်ပွဲကိုဒီတို့အများစုထောက်ခံမှုမရှိနဲ့၃ချိန်ခွဲပြီးလုပ်နေရမှာ၂ချိန်ကတော့မဲပေးတဲ့သူအလုံးနဲ့ပါပြီး6ကနဲ့ပဲပြည်စီသွားတယ်လို့အဲဒီကမဲရလက်တွေကိုထုတ်ပြန်တော့လဲစစ်တပ်လောက်ခံချက်ဖို့ပါတီကသာနိုင်ရတယ်ဆိုပြီးသူတို့ထုတ်ပြန်ကြေညာတာတွေလုပ်နေပါတယ်။ဒါပြင်၃ချိန်မြောက်ဖြစ်တဲ့နောက်ဆုံးအချိန်မဲပေးမှုကိုလည်းအခုလာမဲ့တနေ့နေ့မှာဆက်လက်ကျင်းပမယ်ဆိုပြီးတော့ပြောထားပါသေးတယ်။တစ်ဖက်မှာတော့အဲဒီလိုမဲပေးတဲ့သူအရေးအတွက်အလုံးနဲ့ပါပြီးပြည်သူအများစုထောက်ခံမှုမရှိတဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုသူတို့စစ်တပ်ဘက်ကတော့သူတို့ရဲ့ရွေးကောက်ပွဲဟာပြည်သူအောင်ပွဲလို့ပြောနေပြီးနိုင်ငံရေးတည်ငြိမ်မှုပြလဲရရှိစေမယ်ဆိုပြီးတော့စစ်တပ်ကပြောနေပြီပဲ။တစ်ဖက်မှာတော့သူတို့စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲကိုကုလသမဂ္ဂနဲ့နိုင်ငံပေါင်း29နိုင်ငံပါဝင်တဲ့ဥရောပပါလီမန်ပါဝင်နိုင်ငံတကာအတိုင်းဝိုင်းကလက်မခံတဲ့အဖြစ်အခုဆိုရင်အာဆီယံကလည်းမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုလက်မခံဘူးဆိုပြီးတော့ရုရှားဝန်ကြီးချုပ်ကအတိအလင်းထပ်မံပြောဆိုရုံနဲ့ကအခုနောက်ဆုံးအာဆီယံဥက္ကဋ္ဌအသစ်ဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံသားဝန်ကြီးကပါမြန်မာစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲကိုမထောက်ခံဘူးဆိုပြီးအတိအလင်းတရားဝင်ကိုထုတ်ပေါ်ပြောဆိုလာတာပဲဖြစ်ပါတယ်။ဒါပြင်လက်ရှိအာဆီယံဥက္ကဋ္ဌတစ်ဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံသားဝန်ကြီးဟာမြန်မာအရေးအတွက်စစ်တပ်ကိုစန့်ကျင်တဲ့အဖွဲ့တွေနဲ့ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့လည်း Reuters သတင်းမှာဖော်ပြထားပါသေးတယ်ခင်ဗျ